ကျွန်တော်တို့မြဲနာကိုပိုင်ထက်တန်းကြောင့်ပညာရေးစုဝေးဝဲခန္ဓာသို့ကြွရောက်လာကြပါတော့ဆရာဆရာမကြီးများကျောင်းသားကျောင်းသူများရဲ့မိဘအုပ်ထိန်းသူများကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်တာအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့2024-2025ပညာသင်နှစ်ဒီတက္ကသိုလ်ဝင်တန်းဆောင်းပွဲမှာမြဲနာကျောင်းကနေနေပြီးတော့ကျွန်တော်အင်္ဂလိပ်စာဓာတုယူပဇီဝ၄ဘာသာကုန်ထုနဲ့အောင်မြင်ခဲ့ပြီးတော့စစ်တက္ကသိုလ်မန္တလေးမှာတက်ရောက်နေတဲ့မောင်တော်စုံပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာဆိုကျွန်တော်တို့ရဲ့မျက်နှာကျောင်းကနေပြီးတော့ဂုဏ်ထူးရှင်ပေါင်းများစွာကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်ကျွန်တော်ဒီတငယ်ချင်းတွေအားလုံးကိုသာပေါ့နော်အခုလိုနေရာမျိုးမှာကျေးဇူးတင်စကားပြောခွင့်ရတဲ့အတွက်လည်းအတိုင်းမသိဝမ်းမြောက်မိပါတယ်ခင်ဗျာကျွန်တော်ကျေးဇူးတင်စကားစပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီမျက်နှာကျောင်းကိုကျွန်တော်စပြီးတော့ပြောင်းလာခဲ့တဲ့ grade 11ကနေဒီကျောင်းပြီးတဲ့အထိပေါ့နော်ကျွန်တော်ကိုဒီ scholarship တွေပညာရေးကျွမ်းစုတွေပေးပြီးတော့ချီးမြှင့်ခဲ့တယ်ကျွန်တော်မြဲနာကျောင်းရဲ့ဖောင်ဒါဆရာကြီးဦးထွန်းမြတ်လူနဲ့အန်တီဒေါ်လေးယူဝင်းတို့အားလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ကိုအခက်အခဲတွေကြားရနေပြီးတော့ကျောင်းထားပေးခဲ့တယ်ကျွန်တော်ရဲ့ဖေဖေနဲ့မေမေတို့ကိုလည်းဒီနေရာကနေကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီမန်လေးကိုကျွန်တော်နေဘက်ကနေပြောင်းလာခဲ့တဲ့ဒီ9နှစ်တာအတွင်းမှာကျွန်တော်ကိုစာရီလုပ်တဲ့နေရာမှာအခက်အခဲမရှိအောင်ကျွန်တော်ရဲ့ဝေယဝိစာတွေကိုအကုန်လုံးလောက်ကင်ပေးခဲ့တယ်ကျွန်တော်ရဲ့အန်တီနီယာကိုလည်းကျွန်တော်ဒီနေရာကနေပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ငယ်ငယ်ကနေကျွန်တော်ကိုအခြေခံကောင်းများရအောင်သင်ကြားပေးခဲ့တယ်ဆရာဆရာမများကိုလည်းကျွန်တော်ဒီနေရာကနေပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီအခုအထက်တန်းကိုရောက်လာတဲ့အခါမှာလည်းကျွန်တော်မြန်မာစာအင်္ဂလိပ်စာပေါ့နော်ဒီကျွန်တော်6ဘာသာလုံးကိုသင်ကြားပေးခဲ့ပါတော့မြန်မာဆရာကြီးဦးခမောင်မြင့်အား၎င်းအင်္ဂလိပ်စာရင်မကဘဲနဲ့ကျွန်တော်တို့ဂီတတွေကိုပါနားလေအောင်သင်ပေးတဲ့ဆရာကြီးဦးခမောင်မော်ရောတင်ချအလွတ်ကျက်တဲ့ကျွန်တော်နားလေအောင်သင်ပေးတဲ့ဆရာမဒုံမကြီးရောပြီးတော့ဓာတုဗေဒကိုအမှန်များကြီးအောင်သင်ပေးတဲ့ဆရာမနန်းသူသာဟန်ရောပြီးတော့ဖိစိတ်တွေနားလေအောင်သင်ပေးတဲ့ဆရာမဒေါ်သိန်းသိန်းရှင်နဲ့ဆရာမခင်တို့အား၎င်းပြီးတော့ဘိုင်းကိုအမတ်98မှတ်ရအောင်သင်ပေးပါတော့ဆရာမဒေါ်သန်းနုအားလည်းဒီနေရာကနေပြီးတော့အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆရာဆရာမတွေရဲ့ကောင်းမွန်တဲ့သင်ကြားမှုတွေကြောင့်သာကျွန်တော်အခုလိုအမှတ်916မှတ်ရခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲကြောင့်မလို့ဒီနေရာကနေဆရာဆရာမတွေကိုအထူးပင်ကျေးဇူးတင်မိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်ပထမတစ်ခေါက်ဖြည့်ပြီးတဲ့နောက်မှာဒီငလင်းလှုပ်သွားရေပေါ့နော်လှုပ်သွားတော့ကျွန်တော်တို့စိတ်တက်တယ်အရန်ကိုမှကျသွားခဲ့ရေပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့ဆရာဆရာမကြီးတွေနဲ့အကြောင်းရဲ့ဖောင်တာကနေပြီးတော့ကျွန်တော်တို့ကိုပြန်ပြီးတော့ခေါ်ပြီးတော့เนาะကျွန်တော်တို့ကိုအားပေးစကားပြောတယ်ကျွန်တော်တို့ကိုကောင်းကောင်းပြင်ဖြေနိုင်ဖို့ရအတွက်အားပေးခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ကိုဒီပေါ့เนาะဒီထူးထူးချွန်ချွန်အောင်မြင်ရင်ကျွန်တော်တို့ကိုခန်းခန်းနားနားနဲ့ဒီလိုမျိုးစုဝေးဝဲကောင်းကောင်းလုပ်ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ကိုအားပေးပြီးတော့ဒီလိုမျိုးဂရီပေးခဲ့ပေါ့เนาะအဲ့တိုင်းဆရာကနေပြီးတော့ကျွန်တော်တို့ကိုဒီလိုမျိုးခန်းခန်းနားနားလုပ်ပေးရတဲ့အတွက်လေဒီနေရာကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တငယ်ချင်းတွေအားဆိုရင်လည်းကျွန်တော်တငယ်ချင်းတွေကဒီသူတို့ဆိုရင်ငငယ်ငယ်လေးကဒီအကြောင်းကိုတက်လာခဲ့ကြပါတော့သူတို့ဆိုရင်နှစ်တိုင်းအကြောင်းကနေပြီးတော့scholarship တွေပညာရေးကျွမ်းစုတွေကိုသူတို့နှစ်တိုင်းရရှိခဲ့ကြပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တငယ်ချင်းတွေကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကြည်တွဲတက်ခဲ့တဲ့တစ်ချောင်းမှာကျွန်တော်အများကြီးအထောက်ပံ့နေပေးခဲ့ပါတော့ကျွန်တော်ရဲ့တငယ်ချင်းတယောက်ဖြစ်တဲ့ကျွန်တော်အောင်မောင်ဦးနဲ့အင်းကြီးမော်တို့လည်းကျွန်တော်ဒီနေရာကနေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကဲလို့ကျွန်တော်ကျေးဇူးတင်လိုက်တဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကျေးဇူးတင်တဲ့ကအနည်းငယ်လိုအပ်ချက်ရှိခဲ့ဆိုလည်းတောင်းပါတယ်နောက်ပြီးတော့ကျွန်တော်အခုလာမယ့်ဖြေမဲ့ကြီးတွဲလေးကိုဆက်ပြီးတော့ပြောချင်ပါတယ်ခင်ဗျဒီချိန်ဆိုရင်ကြီးတွဲရေးစာတွေကောင်းကောင်းရနေပြီလို့ကျွန်တော်ထင်ပါတယ်ပြီးတော့ဒီအခုချိန်မှာဒီပွဲပြီးသွားပြီဆိုရင်ကြီးတွဲရေးအနေနဲ့စာတွေကိုပေါ့နော်တေချာလေးအာယုံစိုက်ပြီးတော့လုပ်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ဆောင်းမွေးကြီးကလည်းတိတ်ပြီးတော့မလိုရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စာတွေကိုတေချာလေးရအောင်နည်းနည်းဆက်ဆက်လေ့လာထားပါလို့ပြောချင်ပါတယ်ခင်ဗျာ။ပြီးတော့ကျွန်တော်တို့တေချာရေးအလွတ်ကျက်တာရေးမလုပ်ဘဲနဲ့တေချာနားလေအောင်လုပ်ပြီးတော့တွက်ပါလို့ကျွန်တော်မှာချင်ပါတယ်ခင်ဗျာ။ပြီးတော့ဘိုင်ယိုလေးဆိုလဲမိရတော့ဒါတဘာဝပါပဲဗျာ။ဘိုင်ယိုကကျွန်တော်တို့လည်းမိရပါပဲဒါပေမဲ့ဘယ်လိုပြောမလဲထက်ခါဘောနော် repetition the bestဒါအကောင်းဆုံးပါပဲထက်ခါပြန်ကျင်းမှသာကျွန်တော်တို့ memorization ကောင်းပြီးတော့ဒီစာတွေကိုမှတ်မိမှာဖြစ်ပါတယ်ခင်ဗျဒီနေ့ကြည့်တွေ့ရတော့ပြောစရာမလိုတော့ပါဘူးနောက်နေ့တက်လာမယ်ဗောနော် grade 11ကနေပြီးတော့ grade 12တက်လာမယ်
ညီလေးညီမလေးအတွက်ပြောချင်ပါတယ်ဒီပေါ့နော်နွေရာသီခဏလောက်နားပြီးကနေရပေါ့စာတွေကိုတေချာလေးဖိပြီးတော့လှုပ်ဖို့ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့စာတွေကအရေးများပါတယ်ခင်ဗျပညာရေးစနစ်ပြောင်းလဲလာတဲ့အညီဒီနောက်ပိုင်းမှာဆိုရင်ပေါ့နော်နောက်ပိုင်းရောက်လာတဲ့လေမိခွန်းတွေကပို့ပြီးတော့ခက်လာတဲ့လေဖြစ်ပါတယ်ဒါကြောင့်မလို့စာတွေကိုပို့ပြီးတော့ကိုကနည်းနည်းဆက်ဆက်တိနေမှလားအဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့်မလို့နွေရာသီကနေရပေါ့နော်ကိုကဒီကျက်လို့ရတယ်ပေါ့နော်ဘိုင်ယိုတွေဒီမြန်မာတို့ခက်စစ်တွေဆိုရင်ဒါကြိုပြီးတော့လေးလာထားဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်ပေါ့နော်ဒါမှနောက်ပိုင်းမှာစာတွေများလာတဲ့အခါမှာဆိုရင်ပို့ပြီးတော့ကိုကစာတွေအစာပိုင်းမှာကြည်လာလောက်ထားတဲ့အတွက်နောက်ပိုင်းမှာကိုကမပင်ပန်းတော့ဘူးပေါ့နော်စာတွေကိုဒီတိုင်းအတာပြန်နှွေးယုံပဲဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့စာကိုပေါ့နော်ဒီအစာပိုင်းကနေကအတိချာကျွန်းကျွန်းကျင်ရအောင်လှုပ်ထားဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်ခင်ဗျာကျွန်တော်ရဲ့ကျေးဇူးတင်စကားကိုဒီလောက်နဲ့ပဲညီကုန်းချုပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ